ဒီကောင်မလေးဘယ်သူလဲဆိုတာကိုအီရိုရီသိချင်သွားခဲ့တာပါအဲ့ချိန်မှာစီနီယာတွေနိုးလာခဲ့ပြီးကောင်မလေးအကြောင်းကိုပြောပြလိုက်ပါတော့တယ်သူကတော့မိန်းကလေးအကြောင်းကအာစုကာပဲဖြစ်ပါတယ်အာစုကာမိန်းကလေးဆိုပေမဲ့မိန်းကလေးလိုမနေတတ်ဘူးဆိုတာရှင်းပြလိုက်ပါတယ်အာစုကာမနုခင်တွင်ဦးပွဲတော်နဲ့ပတ်သက်တဲ့အကြောင်းအီရိုရီကိုပြောပြလိုက်ပါတယ်ချီစာနိုးလာတော့ပွဲတော်မှာလောက်ရောင်မဲ့မုတ်ကိုလှုပ်ပြလိုက်ပါတယ်စီနီယာနှစ်ယောက်ကတော့ရင်ငတ်ပစ္စည်းတွေကိုပြင်ဆင်ဖို့ထွက်သွားခဲ့ပါတယ်စီနီယာတွေထွက်သွားတော့အီရိုရီတို့နှစ်ယောက်လုပ်ငန်းစပါတော့တယ်။ຫນွေဦးပွဲတော်မှာချီစာဝင်ပြိုင်ရင်အီရိုရီတို့နှစ်ယောက်ကိုမပြိုင်ခိုင်းတော့ဘူးလို့ခရီးပေးထားတာဖြစ်ပါတယ်။ဒါမဲ့ချီစာဘယ်လိုမှဝင်ပြိုင်ဘူးဆိုတာသိနေခဲ့ပါတယ်။ချီစာကိုအမှုတိုင်ပြီးသဘောတူညီချက်ရောက်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။မုံလုံနီတင်နေတဲ့အခါမှာရာသီဥတုပူရာကိုအကြောင်းပြပြီးအရက်တိုက်ဖို့လုပ်ပါတယ်။ချီစာကသူတို့ထက်ပူလေလို့ဆက်ထားသမျှသူတို့ကြီးပဲတောင်းနေရပါတယ်။အလုပ်ပြီးသွားတဲ့ချိန်မှာအာစုကအီရိုရီကချစ်ဖို့ကောင်းနေဆိုတာချီးကျူးလိုက်ပါတယ်။နာနာကာရဲ့တငယ်ချင်းဖြစ်တဲ့အာစုကအီရိုရီเจ้าကိုနာနာကာပြောလို့သိပြီးနေပါပြီ။နာနာကာပြောတဲ့ထဲမှာဘီရဲ့ကားကြည့်တဲ့အကြောင်းမှပါနေလို့အီရိုရီလည်းရှက်သွားပါတယ်။အာစုကစိတ်မဆိုးတဲ့ပြင်သူကိုယ်တိုင်ကနှစ်ဖက်ချွန်စရာကိုဝန်ခံလိုက်ပါတယ်။အီရိုရီကနှစ်ဖက်ချွန်လို့ထင်နေရကြောင်းဖိန်ချိန်သွားခဲ့ရပါတယ်။အဲ့ချိန်မှာစကားလမ်းကြောင်းလွဲတော်မှာဆိုလို့ကိုကြီးကဝင်တင်းပေးလိုက်ရပါတယ်။နှစ်ယောက်ပေါင်းပြီးချီစာကိုအရက်တိုက်တာလည်းမအောင်မြင်ခဲ့ရပါဘူး။အီရိုရီတို့နှစ်ယောက်ကချီစာကိုအရက်တိုက်ချင်နေမဲ့အဆုကတိတ်သွားခဲ့ပါတယ်။ဒါကြောင့်အိမ်မင်ကလေးပြိုင်ပွဲမှာဝင်ပြိုင်ဖို့တဲ့ပဲတောင်းဆိုလိုက်ပါတယ်။အာစုကပြိုင်စီခြင်းတဲ့အကြောင်းရင်းကိုမေးလို့အမှန်တိုင်းပြောပြလိုက်ပါတယ်။ထင်ထားတဲ့အတိုင်းပဲချီစာကချက်ချင်းညင်းလိုက်ပါတယ်။ချီစာညင်းလိုက်လို့ကိုကြီးနဲ့တူပြိုင်ရမှာတွေးပြီးတော့စိတ်ညစ်နေပါတော့တယ်။စီနီယာတွေနှစ်တုန်းကအာစုကပြိုင်ခဲ့တာပါ။ဒါပေမဲ့ရေကူးဝစ်စုံနဲ့အတွင်းကန်မှားဝေလာလို့လူရင်းတဲ့အစင်မာတင်ပြုတ်သွားခဲ့တာပါ။စကားပြောပြီးတာနဲ့ဗိုလ်ကြားတနက်စော်ပြီးရှုံးတဲ့သူအင်ကြီးချွတ်ချိစော်ပါတယ်။ဒီပွဲကိုအာစုကပါမယ်ဆိုတော့အီရိုရီလည်းလန့်သွားပါတယ်။သူ့မှာချွတ်စရာဘာမှမကြံတော့တော့အာစုကကိုအနိုင်လိုချင်လို့စိန်ခေါ်လိုက်တာပါ။နောက်ဆုံးမှာတော့အာစုကအနိုင်ယူလိုက်ပါတယ်။အာစုကဘင်္ဂလီဝိုင်းကိုပြန်သွားပြီးချီစာကိုဘင်္ဂလီပြိုင်ပွဲကိုဝင်ပြိုင်ဖို့နားချလိုက်ပါတယ်။အီရိုရီတို့ကချီစာသားဝင်ပြိုင်ရင်အနိုင်ရမယ်လို့ယုံကြည်ကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့အီရိုရီတို့ကချီစာကိုစိတ်နှောက်ယှက်ဖြစ်တာကိုတော့သဘောမကျကြပါဘူး။အာစုကသူတို့ကြားတဲ့အဆင်ပြေအောင်ဝင်ညှိနှိုင်းပေးလိုက်ပါတယ်။နောက်နေ့မနက်မိုးလင်းတော့ချီစာကပြန်ပွဲဝင်မယ်ဆိုတော့အီရိုရီတို့နှစ်ယောက်လည်းပျော်သွားပါတယ်။အပေးယူနေနဲ့သူတို့နှစ်ယောက်ယောက်ျားလေးပြိုင်ပွဲကိုဝင်ပြိုင်ရမှာလို့ဆိုပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတော့မနေ့ကစူးစမ်းခဲ့သမျှတဲတဲ့ရေသွန်းသလိုဖြစ်သွားတာကြောင့်စိတ်ညစ်သွားပါတော့တယ်။ဒီလိုနဲ့ပဲအားလုံးစောင့်မျှော်နေခဲ့တဲ့ຫນွေဦးပွဲတော်နေ့ကိုရောက်ရှိလာခဲ့ပါပြီ။ဂျူနီယာ3ယောက်ကဆိုင်မှာနေပြီးတော့အဆုကတင်ပေးထားတဲ့အတိုင်းမုတ်လို့ရောင်းနေပါတယ်။ဒါပေမဲ့သူတို့မှပြိုင်ပွဲရှိနေကြကြောင်းသိမရောင်းရပါဘူး။တစ်ဖက်အသင်းကောင်းဆောင်ကချောလို့သူတို့ဆိုင်မှာလူတွေစီကားနေပါတယ်။သူတို့စိတ်ညစ်တဲ့အချိန်မှာပဲအတွင်းကန်အင်ဂျီနဲ့အဆုကရောက်လာခဲ့ပါတယ်။အကုန်လုံးကဝိုင်းကြည့်နေရကြောင်းအဆုကအစားချီစာကရှက်နေတာပါ။လိုင်းကားစီရင်နဲ့အင်ဂျီဆွန်းသွားလို့အဆုကချွတ်လာတာဖြစ်ပါတယ်။ချီစာသူ့ရဲ့အပေါ်အင်ဂျီကိုချုပ်ပေးလိုက်ပေမဲ့ရင်ဘက်နေရာမှာကြက်နေခဲ့ပါတယ်။တီရှပ်တတဲဝယ်ပေးဖို့အီရိုရီကအကြံပေးလိုက်ပါတယ်။အာစုကအီရိုရီကိုခေါ်လိုက်ပါတယ်။အာစုကအီရိုရီကိုဘယ်လိုယောက်ျားလေးမျိုးကြိုက်လဲဆိုတော့အီရိုရီလည်းလန့်သွားပါတယ်။အာစုကမိန်းကလေးထဲမှာဆိုရင်နာနာကောင်ကိုသဘောကျနေခဲ့တာပါ။နှစ်ဖက်ကြုံမဟုတ်ဘူးဆိုတော့အာစုကောင်ကိုဘယ်လိုရှင်းပြရမလဲ။အခက်တွေ့နေပါတော့တယ်။အာစုကသူ့ရဲ့လှုပ်ဝက်ချက်တွေကိုထုတ်ပြောခွင့်ရလို့စိတ်ထဲပေါ်ပါနေပါတော့တယ်။အီရိုရီလည်းမတက်တာတော့ပဲပောက်ကရတွေရှောက်ပြောပြီးသူသဘောကျတဲ့ပုံစံကိုပြောပြလိုက်ရပါတော့တယ်။အာစုကသူ့ရဲ့တာဝန်ချိန်ကိုအီနဲ့လည်းလိုက်တာကြောင့်ကိုအီနဲ့အီရိုရီတို့ဈေးရောက်နေရပါတယ်။သူတို့နှစ်ယောက်ဈေးရောက်လို့ပြီးတဲ့အချိန်မှာကောင်မလေးတွေကိုငန်းဖို့ထွက်လာပါတော့တယ်။အဲ့ချိန်စီနီယာတွေကတခြားကြောင်းကသူတွေနဲ့အရက်သွားတောင်းမယ်ဆိုတာပြောကြားလိုက်ပါတယ်။အီရိုရီတို့နှစ်ယောက်ကလည်းစကီလေးတွေပါမလားဆိုပြီးအားရဝမ်းသာလိုက်လာခဲ့ပါတယ်။ဆိုင်ထဲရောက်မှဘောလုံးတင်နဲ့တောင်းမယ်ဆိုတာသိလိုက်ရတော့စိတ်ပြတ်သွားပါတော့တယ်။ချီစာနဲ့အာစုကတော့ဈေးရောက်နေတဲ့အချိန်မှာကောင်လေးတွေကအီစီကလီလာထုကြပါတယ်။ကိုကြီးတို့နှစ်ယောက်ပြန်ရောက်လာပြီးတော့လာကြောင်တဲ့ကောင်လေးကိုမောင်းထုတ်လိုက်ပါတယ်။အာစုကနှစ်ယောက်တည်းရှိတဲ့အချိန်ဆိုနှစ်ဖက်ကျွန်းကြောင်းတွေပြောလွန်းလို့ချီစာနဲ့အတူရောင်းလိုက်ပါတယ်။၄နာရီမှမိန်းကလေးပြိုင်ပွဲရှိလို့ဆိုင်ကိုကြိုပိတ်လိုက်ပါတယ်။ချီစာကဒီပုံစံတိုင်းသွားဖို့လုပ်နေလို့နာနာကာနဲ့အာစုကတော့ဒီဇိုင်းပြောင်းဖို့အတင်းခေါ်သွားခဲ့ပါတယ်။မိန်းကလေးအလှပြိုင်ပွဲအချိန်ရောက်လာလို့ဆိုင်ပိတ်ပြီးအကုန်သွားကြည့်ကြပါတယ်။ပထမအဆုံးအနေနဲ့တဲလက်အသင်းကိုစားပြုအန်ဝတ်ကိုချီတက်လာခဲ့ပါတယ်။သူ့မျက်နှာပေါ်ကမိတ်ကပ်ကိုမြင်ပြီးအကုန်လန့်ကုန်ကြပါတယ်။နောက်အလှည့်ကြတာကတော့ရင်ငုတ်အသင်းကိုစားပြုချီစာတက်လာခဲ့ပါတယ်။ခါဝင်လေးဝစ်ထားတဲ့မျက်နှာလေးကချစ်စရာကောင်းပေမဲ့မျက်နှာစုပုပ်နေရကြောင်းအကုန်လုံးကကြောက်လန့်နေကြပါတယ်။ဒီပုံစံအတိုင်းဆိုမရမှာဆိုလို့ချီစာကိုပြုံးလာအောင်လုပ်ဖို့အီရိုရီတို့ဖွဲ့အကြံထုတ်ကြပါတော့တယ်။
ပွဲကြည့်နေတဲ့ချိန်ချီစာကိုရုပ်ပြောင်တွေလှုပ်ပြနေပေမဲ့ချီစာရဲ့မျက်နှာပိုပြီးတည်သွားခဲ့ပါတယ်။ရှက်ကိုရှက်ကန်တွေလှုပ်ပြနေရတော့ချီစာကတွတ်တုတ်တောင်မလှုပ်ပါဘူး။အဲ့ချိန်မှာဘောလုံးတွေနဲ့ပေါက်ပြီးချီစာစကတ်ကိုလှန်အောင်လှုပ်ဖို့ကိုအေးကအကြံရသွားပါတယ်။ပေါက်တဲ့သူကိုချီစာစိတ်ဆိုးမှဆိုလို့ပြိုင်တူပေါက်ဖို့လှုပ်ကြပါတော့တယ်။အီရိုရီပေါက်တဲ့ဘောလုံးကျမ်းပြင်ကိုထိပြီးကန်ထွက်ပြီးချီစာစကတ်ကိုလှန်သွားပါတယ်။ချီစာလည်းရှက်ပြီးတော့စကတ်ကိုပြန်ဖုံးအုပ်ပါတော့တယ်။အဲ့ဒီမြင်ကွင်းကိုပြိသက်တွေမြင်ပြီးသဘောကျကုန်ကြတာပါချီစာကအီရိုရီကိုမျက်တောင်နေကြီးနဲ့လှမ်းကြည့်နေလို့အီရိုရီလည်းလမ်းသွားခဲ့တာပါဘေးကိုကြည့်လိုက်တော့လဲစီနီယာတွေနဲ့ကိုအေးကမပေါက်ပဲမတ်တက်ရက်နေခဲ့တာပါပြိုင်ပွဲပြီးတော့ချီစာကတန်တုတ်တစ်ချောင်းကင်ပြီးအီရိုရီကိုလိုက်ရှာနေရကြောင်းအီရိုရီလည်းကိုအေးနဲ့တူပုံနေရပါတယ်ကိုအေးတို့ပုံတဲ့နေရာကိုအန်နာရောက်လာပြီးရှောက်လဲကြဖို့ကိုအေးကိုခေါ်နေပါတယ်ကိုအေးလည်းမကြိုက်လို့ညင်းလိုက်ပါတယ်စီနီယာတွေလာခေါ်လို့ဘီယာလိုက်တောင်းနေရင်ချီစာနဲ့ဓာတ်ရိုက်တိုးပါတော့တယ်ချီစာတက်မှာဆိုလို့အထင်နဲ့တောင်းပန်နေတော့ချီစာလည်းလွယ်လွယ်နဲ့ခွင့်လွှတ်လိုက်ပါတယ်။အပြန်လန်းနေနဲ့ချီစာကဂျပန်အရက်ပလင်းကြီးပြီးလို့အီရိုရီလည်းမသက်သားလို့အကုန်တောက်လိုက်ရပါတယ်။အဲ့ချိန်အာဆူကာကလည်းစိတ်ညစ်နေတဲ့မျက်နှာပေးနဲ့ပြန်ရောက်လာပါတယ်။အေဆောအသင်ကောင်းဆောင်ကလိုက်ပြီးကြောင်နေလို့ပါယောက်ျားလေးအလှပြိုင်ပွဲမှာဝင်ပြိုင်ဖို့အာဆူကာကမြောက်ပေးလိုက်ပါတယ်။အီရိုရီတို့ဘီယာထွက်ဝယ်နေတဲ့အချိန်မှာတယောက်တည်းတောက်နေတဲ့အန်နာနဲ့ထပ်တွေ့လိုက်ရတယ်။ကိုကြီးကရုပ်ဖြောင်းလို့အန်နာကကိုကြီးနဲ့တွဲချင်နေတာပါ။တဲလက်အဖွဲတွေကိုကြီးစားများရမလားလို့အဖွဲတွေကိုဝင်ခဲ့တာပါအကုန်လုံးနဲ့အစဉ်ပြောင်းဒီပြိုင်ပွဲကိုဟန်နာဝင်ပြိုင်ခဲ့တာပါအစပိုင်းကတော့မြောက်စားထားပေမဲ့ပွဲပြီးတော့ဝိုင်းပြီးလောင်နေကြတာပါဘလောက်ပဲစူးစားလောင်ခဲနေရတာကြောင့်စိတ်သက်ကြနေခဲ့တာပါအီရိုရီကအန်နာအတွက်လက်စားပြန်ချေပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ယောက်ျားလေးအလှပြိုင်ပွဲကိုရောက်တော့တဲလက်ခေါင်းဆောင်ကိုတိုလည်းလာပြိုင်ပါတယ်ပရိသတ်တွေကလည်းကိုတိုနိုင်မယ်ဆိုပြီးယုံကြည်နေကြပါတယ်ကိုတိုအလှပြီးတော့ဒုတိယတစ်ယောက်ကကိုအေးဖြစ်ပါတယ်ကိုအေးကပြိုင်ပွဲအစားမိတ်ဆက်တာမလုပ်ပဲအာဇူကာကိုချစ်ခွင့်ပန်လိုက်ပါတယ်ပြီးတော့ကိုတိုလည်းတက်လာပြီးတော့အာဇူကာကိုထပ်ပြီးချစ်ခွင့်ပန်လိုက်ပါတယ်အာဇူကာကကိုတိုကိုရွေးချယ်လိုက်တော့ကိုတိုလည်းကိုအေးကိုလောင်ပြောင်ပါတော့တယ်အီရိုရီကကိုတိုရဲ့သပင်တုကိုလှမ်းချုပ်ပြီးထက်လောင်မာတော့တယ်။နှစ်ယောက်ပေါင်းပြီးအယူလောက်ခံရတာကြောင့်ကိုတိုလည်းရှက်သွားပါတော့တယ်။အီရိုရီတို့နှစ်ယောက်ကသူတို့တာဝန်ပြီးရဲ့ပြင်ဟန်နာအတွက်ပါလက်စားချေလိုက်နိုင်တာကြောင့်ပျော်နေပါတော့တယ်။အကုန်လုံးပျော်နေပေမဲ့ချီစာကထိုင်နေတာကနေထပြီးပြန်သွားတယ်။အဲ့ညအီရိုရီနဲ့ကိုကြီးတို့အရက်တောက်နေတဲ့နေရာကိုအန်နာရောက်လာပြီးကိုကြီးတို့နဲ့အတူတောက်ပါတော့တယ်။နောက်တနေ့မှာတော့ချီစာရဲ့ဈေးဆိုင်မှာကောင်လေးတွေဝိုင်းနေခဲ့တာပါ။ပြိုင်ပွဲထဲမှာချီစာကိုသဘောကျကုန်လို့ဆွဲလာရန်လာလှုပ်နေခဲ့တာပါ။အီရိုရီတို့နှစ်ယောက်ကိုလှည့်ပြီးကူညီတောင်းပေးမယ်။မူဘီမှောက်နေကြပါတယ်။စီနီယာတွေနဲ့အာဇူကာတို့ရောက်လာလို့ချီစာလည်းဘေးကင်းသွားပါတယ်။စုပေးပွဲရောက်တော့ချီစာကမိန်းကလေးပြိုင်ပွဲမှာပိုဆွဲသွားပါတယ်။ပထမစုရပေမဲ့ချီစာရဲ့ရုပ်ကြီးကစုပုံနေခဲ့တာပါ။ချီစာကဒီပြိုင်ပွဲကိုအေးနဲ့အီရိုရီတို့နှစ်ယောက်ကြောင့်ဝင်ပြိုင်ခဲ့ပေမဲ့ကိုအေးနဲ့အီရိုရီတို့နှစ်ယောက်ကူညီမပေးလို့စိတ်ကောင်းနေခဲ့တာပါ။ချီစာကဘေးမှာမှောက်နေတဲ့အီရိုရီကိုသူ့ရဲ့ချစ်သူလို့ဆိုပြီးတော့မိတ်ဆက်ပေးလိုက်တာကြောင့်တကြောင်လုံးကကောင်တွေကနှာဘူးအီရိုရီကိုဒေါသထွက်ကုန်ကြပါတယ်အတန်းထဲမှာအိယာနိုးလာတဲ့ချိန်တကန်းလုံးကကောင်တွေရဲ့အကြည့်တွေကြောင့်အီရိုရီတို့နှစ်ယောက်လန့်သွားခဲ့ပါတယ်အကုန်လုံးကထားသက်ချင်နေတဲ့ပုံစံကြောင့်အီရိုရီတို့နှစ်ယောက်လန့်နေပါပြီသူတို့ကဘာတစ်ခုမှမလုပ်ထားပေမဲ့နေရတာကြောချမ်းလာပါပြီတီးကျင်စိတ်ကထိမ့်မြလို့အီရိုရီကသူတို့နဲ့စကားလှမ်းပြောကြည့်ဖို့ကြိုးစားခဲ့ပေမဲ့ဘာမှလာမပြောနဲ့ဆိုတဲ့စကားတစ်ခုနဲ့လည်းအီရိုရီလည်းပါဇက်ပိတ်လိုက်ရပါတယ်။အချိန်အခန်းထဲကိုချီစာကဝင်လာခဲ့ပါတယ်။သူ့ကိုမြင်တာနဲ့ချီစာရုပ်ကပိုသိုးသွားမယ်ဆိုတာထင်ထားပေမဲ့အတင်နဲ့မြင်ကတခြားစီဖြစ်နေခဲ့ပါတယ်။ချီစာကပြုံးပြီးတော့နှုတ်ဆက်ပေမဲ့အတန်းနဲ့ကလူတွေကပိုဒေါသထွက်လာကြပါတယ်။ဘာတွေဖြစ်နေရလဲဆိုတာကိုချီစာကိုအီရိုရီကတိုးတိုးလေးသွားမိလိုက်ပါတယ်။ချီစာအိမ်ရောက်မှမေးလို့ပြောတော့အခန်းထဲကကောင်လေးတွေရဲ့ဒေါသငယ်ထိတ်ရောက်ကုန်ကြပါတော့တယ်။အဲ့ချိန်မှာချီစာနဲ့လမ်းမခွဲရင်တက်မယ်ဆိုတဲ့တတိပေးစာရောက်လာခဲ့ပါတယ်။အဲ့တော့မှအရက်မူနေတဲ့အချိန်မှာချီစာအခွင့်ကောင်းယူသွားတယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။လူအုပ်ကြီးကအီရိုရီကိုဒေါသထွက်နေမှန်းသိတော့ကိုကြီးလည်းရှောင်ထွက်သွားဖို့ပြင်ဆင်နေပါတယ်။အဲ့ချိန်မှာကိုကြီးကသူကအာဇူကာနဲ့တွဲနေတာလို့အကုန်လုံးကိုထပြောလိုက်ပါတယ်။အီရိုရီရဲ့ဒေါသကိုရေးဘော်ကိုပါရောက်လာခဲ့ပါတယ်။သူတို့ဒုက္ခရောက်နေတဲ့အချိန်ချီစာကစိတ်အေးလက်အေးနဲ့နေ့လယ်စာစားဖို့ထွက်သွားခဲ့ပါတယ်။တွေ့ရပြီးတွေ့ရသတိပေးစာတွေကိုအီရိုရီနဲ့ကိုရေးစီအများကြီးရောက်လာခဲ့ပါတယ်။စာတွေကိုကြည့်ပြီးစိတ်ညစ်နေတဲ့အချိန်ရိုဇီမာနဲ့ရာမာမိုတို့နှစ်ယောက်ကရောက်လာခဲ့ပါတယ်။ဒဒန်နဲ့သားချင်းတွေမို့ရာမာမိုတို့လိုနှစ်ယောက်ကကူညီပေးဖို့ပြောလိုက်ပါတယ်။အပြန်လည်နေနဲ့သူတို့ကိုလည်းစော်ချောလေးတွေရဘလို့အကက်တွေတုံးလဲဆိုတာသင်ပေးခိုင်းလိုက်ပါတယ်။ဘာအကွက်မှမရှိလို့သူတို့နှစ်ယောက်ကိုနှင်ထုတ်လိုက်ပါတယ်။မ
မေးချမှာရှိရဲ့ရှာရှာပပစော်လေးတွေကိုအပိုင်သိမ်းထားလို့လူအုပ်ကြီးကဒေါသပိုထွက်နေကြပါရယ်သူတို့ကိုမတတ်ရင်စက်ကြီးအလန်းလေးတွေနဲ့မိတ်ဆက်ပေးမယ်လို့ကြိပေးလိုက်ကြပါရယ်အိမ်ပြန်ရောက်တော့အီစုကာရဲ့တကယ်ချင်းတွေနဲ့မိတ်ဆက်ပေးဖို့အီရိုရီတို့နှစ်ယောက်တောင်းပန်နေခဲ့ပါရယ်အီစုကာကလက်ခံလိုက်ပေမဲ့အပေးယူတခုထပ်လို့ရပြန်ပါရယ်အဲ့ဒါကတော့ချီစာကလက်မခံမချင်းရေးစားလို့ဆက်ပြီးဟန်ဆောင်ပေးရမယ်လို့ဆိုတာပါပဲလက်မခံရင်တက်ခံရမှာမို့လို့အာစုကပြောတဲ့အတိုင်းလှုပ်လိုက်ရပါတယ်။မနေ့ရောက်တော့အာစုကသူ့ရဲ့တငယ်ချင်းကောင်မလေးတွေကိုခေါ်လာခဲ့ပါတယ်။ကောင်မလေးတွေကချစ်စရာကောင်းနေရကြောင်းအီရိုရီတို့နှစ်ယောက်လည်းသဘောကျသွားပါတယ်။အီစုကဒီကောင်မလေးကိုဘယ်ကနေရှာတွေ့လာတာလဲဆိုတာကိုစီနီယာတွေကပါသိချင်နေကြပါတယ်။အဲကောင်မလေးကတော့အန်နာပဲဖြစ်ပါတယ်။မိတ်ကပ်တွေမလိမ့်ထားတာကြောင့်မမှတ်မိကြတာပါ။အန်နာကပြိုင်ပွဲပြီးကြတဲ့သူ့အသင်းတွေကထွက်ပြီးရင်ငုတ်အသင်းကိုဝင်ချင်နေခဲ့တာပါအဲဒါကြောင့်အန်နာကိုခေါ်လာခဲ့တာပါမလိတ်တစ်ပတ်လှုပ်လိုက်လို့အီရိုရီတို့လည်းဒေါသထွက်နေခဲ့တာပါဇလန်လေးရဲ့အပိုင်းနှစ်ကိုတင်ဆက်လုပ်ပြီးပါပြီနောက်ဆင်ပေးရဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်အပိုင်းတွေကိုလည်းဆက်လက်ပြီးတော့စောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်